ငါဟိုလိုတိတ်ပင်နဲ့ပြောရမှာမဟုတ်ဘူးနော်နေမဲစဉ်းစားကြည့်လေဟာသူ့ကောင်မလေးရဲ့နှလုံးသားကိုစေတနာရှိလို့လုပ်ပေးနေရဆိုရင်တော့မှအခုချိန်မှာအောင်မြင်မှုခံစားနေရနေမဲလေဟုတ်တယ်မလားငါပြောဟုတ်တယ်နော်ဒုက္ခဘာဖြစ်ဖြစ်ကိုဖုံးစီကနင်းရဲ့ကျေးဇူးရှင်ပဲနင်းသူ့ကျေးဇူးကိုလုံးဝမေ့လို့မရဘူးအဲ့တော့နေဘက်ကနေပဲကိုဖုံးစီပြန်တောင်းမှနေပါရဲ့နော်နေရဲနဲ့ entertainment ကိစ္စငါအကုန်သိပြီးပြီနော်မင်းယူနေရလားခဏလေးကိုအလိမ်မရှင်းပြမယ်မင်းကဘာမှလာမရှင်းပြနဲ့အစာချုပ်လေငါမချုပ်နိုင်မင်းကဒီမျိုးစင်းနဲ့ပို့လိုက်တယ်မင်းတကယ်ပြောနေရလားငါ့ကိုအဲ့လိုပြောပြီးထောက်ခံတာဆိုလို့လေမင်းလက်ရှိတာကွာလဲတချင်းလုံးလို့ရမယ်ဆိုရခုရလိုက်တယ်လို့ပဲသဘောထားလိုက်ချွနိုင်ငါအားကိုးပါရဲ့ကွာဒါလေးလုံးမရအောင်အဲ့လောက်ထိဖြစ်ဖို့လို့လားဘာဖြစ်လို့အလိမ္မာကိုရှောင်နေရလဲကိုယ့်ရဲ့စိတ်ထဲမှာဘာမှမဖြစ်တယ်လို့လေဒီတိုင်းရှေ့ဆက်သွားလို့မရဘူးကိုရောခဏတော့ပြေးယူရအောင်ခုလောလောဆယ်တော့ကိုတယောက်တည်းပဲနေချင်တယ်ကိုခဏတော့လွတ်ထားပေးပါအလိမ္မာတောင်းပန်ပါကိုရဲ့အလိမ္မာကိုမိုးကြောင်လောက်ခဲ့တာမဟုတ်ပါဘူးအလိမ္မာကိုအရင်ချစ်လို့လုပ်ခဲ့မိရပါကိုမကြရင်လေအလိမ္မာနားမလုပ်တော့ဘူးလေနော်ကျေးဇူးပြုပြီးတော့အလိမ္မာနားထောက်မတော့ပါနဲ့ကိုရဲ့လိမ္မာမင်းကကိုဘွားအတွက်အရေးပါတယ်လူတစ်ယောက်ပါကိုမင်းမမောပါဘူးဒါပေမဲ့ခုလောလောဆယ်တော့ခဏလောက်ဝေးနေချင်တယ်ဆက်တွေ့နေချိန်တွေလမ်းတွေမင်းဖြတ်တန်းတဲ့အခါခေါ်ကြမလို့ပါငါရှောက်လာမယ်ရေတစ်ခုနဲ့ကညုံမောင်ငါရွာနေတဲ့မိုးကြမင်းတော်ရမယ့်ခါခေါ်ကြမလို့ပါငါရှိပါတယ်တီလေးမိုးပိတ်မှာမင်းရဲ့လိုအင်စန်တာမန္တမြမြဲပဲပြေစွာလို့ပေးချင်တာငါရဲ့စေရတာမင်းနေပါမင်းရဲ့ရာရာကငါမ
နောက်ရက်လဲ schedule တွေအပြည့်ပဲနော်လိမ္မာနေရော ဟုတ်ကဲ့ပါလေးလေးမှနေပါတယ် ဟဲ့ဒုက္ခငါတို့တငယ်ချင်းကဖြစ်ချင်လို့ဒါကိုဖုံးစီကိုလင်းလိုက်တာနော်ငါတို့လည်းကြောက်တယ် ကိုဖုံးစေရုံအောင်တော့လိန်လိုက်တာပဲတိတ်သွားတယ်ဗဇစီဖြစ်ပါ နင်တို့ကလည်းလိန်လဲစားနေဆက်ပြီးတော့ဒါလိန်လိုက်တော့နော် အေးနောက်တစ်ခါတော့အဲ့လိုမလုံးနဲ့တော့နော်ငါတို့လည်းထပ်မလိန်ရဲတော့ ဟောငါတို့လူဆောင်ပြီဆိုတော့ခီးဆက်ကြမယ်ကိုဘိုးခွားလည်းစောင့်နေတော့ဘူးနော်သွားမယ် ချစ်ဆိုတဲ့အရာစမ်းကြတာမြတ်တရားတွေကြားမှာအိုရောရှက်တယ်ခံစားမှုတွေလူစီမြတ်အတွေ့အခေါ်ကြရရောက်ကောင်းရင်ကြီးပေါ်လန်းချင်အတွေ့တွေအဝေးကိုလွင့်ပြဲလွင့်မျောသွားတယ်လို့လွင့်မျောဖြစ်ချင်ချစ်တစ်ခုနဲ့ချစ်ရဲ့ကြားမျောလေးနေစေတနေ့နေ့မှတို့ရဲ့ချစ်ရဲ့သဘောကိုနားလည်မယ်အချစ်ရဲ့ခေါ်တဲ့ရဲ့စီဟိုသွားမယ်ကွယ်မိကိုယ်တွေများစွာရှိတဲ့ရဲ့စီသွားမယ်ဟိုအကြောင်းတွေမပါတဲ့ချစ်ချစ်ရဲ့ငါတို့နေစမလားနေခွင့်ရှိရင်ဝေးမလားဝေးဆုံးအကြောင်းတွေမပါတဲ့ချစ်ချစ်ရဲ့ငါတို့နေစမလားနေခွင့်ရှိရင်ဝေးမလားဝေးဆုံးတော့ဒီမျိုးချင်းနဲ့မင်းနဲ့ဆိုပေါ်လိုက်မှာ နော် မင်းကြောင့်ပဲတော့ချွေးရမမြေ ငါရေးထားတဲ့ချင်းတွေကိုဆိုရင်နားထောင်တဲ့ပရိသတ်တွေကစိတ်ဝင်စားပုံများတယ်ဒီတစ်ခါလည်းဘယ်လိုလာအောင်မသိပါဘူးကွာ မင်းထားတဲ့တခြင်းကလေအရန်ထူးကြတယ်ကွာပြီးတော့ငါအခုနားထောင်ကြည့်တဲ့အချိန်မှာပဲငါမတူရဲ့ bite ကိုခံစားရတယ်မင်းကပရိသတ်တွေကိုဆွဲဆောင်ဖို့အတွက်စိတ်မှမဝင်စားတာကွာပရိသတ်တွေဆိုတာလေသူတို့ကိုမဆွဲဆောင်ဘဲနဲ့တော့ဘယ်လိုလုပ်မင်းကိုစိတ်ဝင်စားမှာလဲအဲ့တော့ငါတို့ဒီတခြင်းကိုပရိသတ်တွေရှိမှာတော့စမ်းဆိုကြည့်တယ်နဲ့ ဘယ်မှာဆိုရမလဲ ငါတို့ပရိသတ်တွေအများကြီးရှိတဲ့နေရာမှာဆိုကြမယ်လေနော် โอเค啊，ဒီစီစဉ်ပြီးလို့ရှိရင်မောင်လေးတို့လည်းတော့စနေနေ့လောက်တာပါ အစိုးရကြီးကစင်မော်တက်ခံနေရင်ခုန်နေတော့မယ်လား ဟဲ့ရင်ခုန်စရာလားကွာငါတမိုးအောက်တယောက်ဂျူလီယန်ပါကွာရင်ခုန်နေရမင်းမှန်လားဟမ် ဘာတူလဲ မသိဘူးကွာဖုန်းစိန် ဟဲ့တခုဖြစ်လို့လား အလိမ်မှာစင်းုံတင်ရလို့တဲ့ ဟမ်ဘ
လို့ဖြစ်တာလဲမင်းကောင်မလေးကကျမ်းမာရေးကောင်းတယ်မဟုတ်ဘူးလား အေးကွာဘာဖြစ်လဲတော့မသိဘူးကွာရိုးရိုးနေမကောင်းဆိုလို့ရှိရင်စိတ်ကိုမတင်ရတော့ပါဘူး ဒီလိုလုပ်ပါလားမင်းသွားရင်သွားလိုက်လေဟွာငါတို့ကနောက်မှလည်းရတယ်ငါတို့မှအချိန်ကြီးအများကြီးလည်းရှိသေးတယ် ငါဒီခွင့်ရကိုလက်မခံနိုင်ဘူး မင်းရတယ်ကွာကျမ်းမာရေးလောက်အရေးကြီးတာဘယ်ရမှရှိအောင်မလဲကွာပြီးတော့အလိမ်မှာလည်းနေမကောင်းနေတဲ့အချိန်မင်းကိုတွေ့ရင်လည်းတွေ့ချင်မှာပေါ့ကွာငါရတယ်ဘာမှမဖြစ်ဘူး sorry ပါကွာငါအဲ့ဆိုရင်သူ့စီရင်သွားနေလိုက်မယ်နော် ငါ့ကိုတောင်းပန်နေကြဘာမှမလုပ်ငါနားလဲနော် အေးပါအဲ့လိုငါသွားလိုက်တော့မယ်နော် ဟဲ့ကျိုးစားပြီးသွားအောင်နော် အေးပါ လိမ္မာလိမ္မာ ကို ပြောလေ ဒီမှာဘိုက်တွေရအောင်လို့ ဟုတ်လားလိမ္မာအဲ့ဆိုကိုဆင်အောင်တောက်ခေါ်လိုက်မယ်နော် ရတယ်ဘယ်ခေါ်နဲ့ဒီတိုင်းလေးပဲအနားမှာနေပေးပါလားအဲ့ဆိုတတ်တာဝါမှာညညာလေးကလေအပြစ်ကင်းစင်ပြီးတော့လှနေရောကွယ်ဘယ်လိုလွတ်ကိုပဲလိမ့်လိမ့် ကိုကလည်းချင်းချင်းကိုမြောက်နေပြန်ပြီ ရောက်တာမဟုတ်ဘူးတကယ်ပြောတာအမလီမိုက်ပိုင်ဆိုမှကုလူချောတာနော်ပွဲလာခံနေဟလား ဖွဲခံတာမဟုတ်ပါဘူးဗျာကျွန်တော်ဒီရပိုင်းအောင်လေ skin break out ဖြစ်နေလို့နည်းနည်းစိတ်ညစ်နေ ဟိုဒါနဲ့ပွဲဆိုလို့ပြောအောင်ပဲ ဟမ်ဘာဖြစ်လို့လဲ မင်းတို့ဆရာကိုဖုံးစီပေါ့ဒီလေးကပွဲတစ်ပွဲစိုးစီချင်တာကိုလုံးဝပြောလို့မရဘူးခံညင်းနေတာ ဘာပွဲမို့လို့လဲ ယူတန် private ပွဲပါပဲကွယ်အဲ့ပွဲမှာဂျူနီယာကိုတချင်းဆိုခိုင်းချင်တယ်လို့ပြောတဲ့ဟာကိုလုံးဝပြောလို့မရအောင် အော်အကို ဟေး လေတကယ်လို့ကျွန်တော်လာမဆိုနိုင်တော့မှလေကျွန်တော်အဆိုတော်တယောက်ကို recommend ပေးလို့ရလား ဟာရတာပေါ့ဂျူနီယာ recommend ပေးရဆိုမှတော့အဲ့အဆိုရရဲ့အမှုပညာလည်းခေမဲ့ဟာမဟုတ်ဘူးနော်အဲ့ဆိုဂျူနီယာမဲ့တခါပြောပြပါလားနော် ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုကျွန်တော်ပြောပြမယ်နော်အော်အကိုဒီကိစ္စကိုဖုံးစီတော့လုံးဝသိလို့မရအောင်နော် อ๋อဟုတ်ပါပြီစိတ်ချပါအခုလိုကူညီပေးရပဲကျေးဇူးတင်လာပဲလုံးဝမသိစေရအောင် ကျေးဇူးကျေးဇူး ကို
အိမ်မပြန်ချင်သေးဘူး ဘာဖြစ်လို့လဲလိမ္မာရဲ့ အိမ်မှာကိုနဲ့ခဏနေချင်သေးလို့ လိမ္မာမိဘတွေကကို့မှာသဘောမကျတာပြီးတော့နင်းလည်းနေပြန်ကောင်းနေပြီပဲကိုလည်းလှုပ်ရှားရရှိသေးတယ်လိမ္မာရဲ့ဒီတော့တွင်တော့ကျမရောယူဆိုင်နော်ကတော့ ဟဲ့ဂျွန်နာကမလာတော့တော့ပါဘူးဟာ အေးလေဒုက္ခရဲ့ဟိုမှာသူ့ကောင်မလေးနဲ့တူတူရှိနေတာနင့်စီဘလို့လာတော့မှလဲ နင်တို့ကလည်း तू လာမယ်လို့ပြောထားတာပဲလာမှာပေါ့ဟာခဏလောက်တော့စောင့်ကြည့်ပါဦး အော်လာပြီ ငါနေနေနောက်ကျသွားတယ် ဒီမှာလေဒီနှစ်ယောက်ကမင်းကိုမလာတော့ဘူးဆိုပြီးတော့ပြောနေကြအခုပဲ အမေငါကိုတောင်ဝင်ကိုတည်တဲ့သူမျိုးပါနော် responsible ပြည့်ရှိတဲ့သူမျိုး ဟုတ်ပါပြီကိုတော်တို့ရဲ့ကျမတို့မှားပါတယ်ဟုတ်ပြီလား ဟမ်ကိုဖိုးကရော ကိုဘွား तू ကသွားစရာရှိရလို့ငါ့ကိုပြောရပဲကွာ ဟဲ့ဒုက္ခနင်နေလို့အကောင်းရလားခုနရကနေ6တဟန်ဖြစ်နေရနော် ရပါတယ်ဟာဘာမှဖြစ်ပါဘူးကဲလာငါတို့သွားကြရမယ် တော်မယ် သွားကြမယ်မင်းပြိတ္တတွေအများကြီးရဲ့အချိန်မှာမင်းနုပညာစစ်စစ်ကိုချပြဖို့အတွက်အဆင်သင့်ဖြစ်ပြီလား မှန်တိုင်းပြောရရင်တော့ငါလည်းတေချာမသိသေးပါဘူး ဒီလိုပါပဲကွာငါတို့ကလည်းလေအဲ့လိုပဲယုံကြည်ချက်မရှိခဲ့ဘူးကွာ အဲ့ဆိုရင်မင်းကဘယ်လိုလုပ်ဆိုလို့ဖြစ်လာ ငါတငယ်ချင်းတယောက်ကြောင့်ပေါ့ ငါနဲ့တူတယ်ဆိုရင်နေတက်လာ ဟေ့ကိုဖုံးရောက်နေရဲ့ကွာ ဟေ့မင်းပြောတော့ तू ကဒီလိုဘွဲ့မလာဘူးဆို ဟာငါလည်းဘယ်လိုလုပ်သိမှာလဲကွာလာငါတို့လက်မယ်မြင်ပြောရရှိတာနောက်မှပြောဟိုကပွဲထဲမှာကိုဖုံးရောက်နေလို့ကျွန်တော် ဟုတ်တယ်ကိစ္စကိုပြောမလို့အဲ့ကြောင့်မလို့ပွဲထဲမသွားနဲ့ဟုတ်ဒီစင်နောက်မှာပဲခဏလေးကြည့်ပြီဟုတ်ပြီလားနော်โอเคစိတ်ချပါတော့ ဟုတ်လေငါကြောက်လဲဆိုရမှာလား အေးလေမင်းကြောက်လဲဆိုရမှာပေါ့ကွာ ဟာဟေ့အောင်ငါမင်းမပါပဲတော့မစိုးနိုင်ဘူးကွာ ကွာမင်းကလည်းပွဲမှာဟိုဘိုးတော့ရောက်နေတာဟာငါဒီတိုင်းစင်ပေါ်ထွက်သွားလို့ရှင်ငါကွိုင်သွားမှာပေါ့ ဟာအဲ့ဆိုဘာလုပ်အောင်မလဲ ဟေးရောဒါဆိုလို့ရှင်ငါတို့စင်သားရောက်မှကြီးကြပ်ပြီးတော့လောက်ကြမယ်ခုလို့ဆိုတော့မယ်လားမြင်လားကျွမ်းငါအကြံရပြီကွာငါတို့ဒီလောက်ဆိုစင်ပြေမယ်ထင်တယ်ဟုတ်လေကြောင်တွေပဲကိုတွေ့ရပါချိန်တိုင်းမှာရှိနေတယ်ဘယ်ကမှမပြောင်းလဲမင်းကြောင့်ပါပဲရှင်တဲ့ကိုရဲ့ဘဝလေးပျော်ရွှင်ခွင့်ပေး
ကျွန်တော်တို့ပြင်ပန်းနေဦးမှာဒီမှာဒီစင်နာကိုစီ နေပူနေချိန်တွေလမ်းတွေမင်းဖြတ်တဲ့အခါ ငါတို့ကောင်းဆုံးလုပ်နိုင်မှာပါအများကြီးဖြစ်စေခဲ့တယ် ငါတို့ကောင်းကောင်းစူးစမ်းကြမယ်နော်